စေကျော်သက်ဘွားကသူအက်ဆီဒန့်ဖြစ်ပြီးတော့ဆေးရုံတက်ခဲ့ရတဲ့အကြောင်းကိုပြန်တွေးမိပါတယ်။အက်ဆီဒန့်ကြောင့်ဆေးရုံမှာဝီချစ်နဲ့လာတော်ကြသူနေလိုက်ရပါတယ်။အဲ့ဒီချိန်ဆေးရုံမှာရင်ရင်းဆက်အမွာ2ယောက်ကိုသတိထားမိပါတယ်။ခဏဖြတ်သွားဖြတ်လာတွေ့လာရင်အမွာ2ယောက်တယောက်ကိုသူသဘောကျခဲ့ပါတယ်။ဟိုမွာညီမ2ယောက်ကလည်းဝီကိုသဘောကျနေရန်ပုံပေါ်ပါတယ်။တနေ့မှာအမွာညီမ2ယောက်ပုံကိုခိုးဆွဲနေပါတယ်။ဖြစ်ချင်တော့လေတိုက်လာတာကြောင့်ဝီဆွဲနေတဲ့ပကြီးလေးကအောက်ကိုကျသွားခဲ့ပြီးတော့ဖင်တို့ညီမစီကိုရောက်သွားပါတယ်။ဖင်တို့လည်းတွေ့ပြီးတော့ဝီကိုပြန်သွားပေးခဲ့ပါတယ်။ဝီငယ်ဘွားအကြောင်းကိုပြန်တွေးနေရင်မှဆေးရုံမော်ကဖင်မေကပြန်လည်သတိရလာခဲ့ပြီးတော့ဝီကိုတခုခုပြောနေခဲ့ပါတယ်။ဝီလည်းသူ့ကိုတခုခုပြောချင်နေပုံပေါ်တာကြောင့်အနားကိုကပ်ပြီးတော့နားထောင်ပေးနေခဲ့ပါတယ်။တစ်ဖက်မှာလည်းဖင်တယောက်တည်းအိမ်မှာရှိနေတဲ့အချိန်မှာထိတ်လန့်ခြောက်ခြားစရာအရေးရောင်နေမြင်တွေ့ရတာကြောင့်အိမ်ပပက်လေးကိုလှည့်ကြည့်ရှုခဲ့ပါတယ်။လိုက်ကြည့်လိုက်တော့ဂရင်မော်မှာညီမဖြစ်သူမျက်မှန်ကိုတွေ့လိုက်ရပါတယ်။သူလည်းသူ့ဘာသူစိတ်ချောက်ချပြီးတော့ဂရင်မော်မှာတင်ခဲ့မိတာလားဆိုပြီးတော့ပြန်သိမ်းလိုက်ပါတယ်။ပြီးတော့ဖင်တယောက်ရေချိုးဖို့ပြင်ပါတယ်။ရေချိုးနေရုတ်တရက်တယောက်ကဆွဲတာကိုခံလိုက်ရပါတယ်။သူလည်းကြောက်လန့်ခြောက်ချပြီးတော့လူဆွဲတာခံလိုက်ရတာကြောင့်အောက်ကိုပြုတ်ကျလာခဲ့ပါတယ်။ဒီလိုနဲ့ကြောင်ခြောက်ချားရီဖြစ်ပြီးတော့ဖင်တယောက်အိမ်ပပက်လေးကိုလှည့်ကြည့်ရှုခဲ့ပါတယ်။အရေးတဲ့မီးရလေးပြက်နေခဲ့တာကြောင့်မီးဖွင့်ပြီးတော့လေကားနောက်ကိုရှောက်လာခဲ့ပါတယ်။လေကားနောက်ကိုမီးထိုးကြည့်လိုက်တော့မကောင်းဆိုးအားတစ်ကောင်ကိုမြင်တွေ့လိုက်ရတာကြောင့်ဖင်တော်တော်လေးကိုကြောက်လန့်သွားခဲ့ပါတယ်။ဒီလိုနဲ့ဝီတယောက်ဟာစေကျော်သက်အရွယ်ဆေးရုံတက်စဉ်အတွင်းအချိန်ကြီးကြာလာနေမြဖင်ကိုတော်တော်လေးကိုသဘောကျလာခဲ့ပါတယ်။ဒါပေမဲ့လေဖင်တို့ညီမ2ယောက်လုံးကဝီကိုသဘောကျနေခဲ့ပါတယ်။ဒါကိုဖင်ကမသိခဲ့ပါဘူး။တနေ့ဝီကဖင်တို့ညီမ2ယောက်ကိုပကြီးရေးဆွဲပေးပါတယ်။ပကြီးကိုဖင်တယောက်တည်းကိုကွက်ဆွဲပေးတာဖြစ်ပါတယ်။ဒါကိုဖင်တို့ညီမကမသိခဲ့ပါဘူး။တနေ့ဖင်တို့အိပ်ပျော်နေတော့မှဝီရောက်လာပြီးတော့ဖင်ကိုဆွဲကြိုးလေးတကုံတူတူလေးလက်ဆောင်ပေးသွားခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာဖင်လဲဝီကိုလက်ခံလိုက်ပြီးတော့နှစ်ယောက်သားချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ဒါကိုဖင်လိုက်သိတော့တော်တော်လေးကိုစိတ်ထိခိုက်ခဲ့ရပါတယ်။သူချစ်နေတဲ့ကောင်လေးကိုဖင်ကအတင်းလူယူသွားတော့ဖင်ကိုတော်တော်လေးကိုစိတ်နာနေခဲ့ပါတယ်။နှစ်ယောက်သားအရင်လိုချစ်ခင်ကျင်နာမှုတွေမတွေ့တော့ဘဲအမြဲရန်ဖြစ်စကားများနေကြပါတယ်။ဒီလိုနဲ့တနေ့ဝီဆေးရုံကနေဆင်းခွင့်ရပါတယ်။ဒါကြောင့်ဆင်းမဲနေမှာပဲဝီကဖင်ကိုနှုတ်ဆက်ဖို့ခေါ်တော့ဖင်ကလုံးဝထွက်မလာခဲ့ပါဘူး။ရင်းနှီးဆက်အမွာဖြစ်နေတာကြောင့်တယောက်မထမချင်းသူထားလို့မရတာကြောင့်ဝီကိုတွေးခွင့်မရခဲ့ပါဘူး။အဲဒါကြောင့်ဖင်လိုက်ကိုတော်တော်လေးကိုစိတ်နာခဲ့ပါတယ်။ရန်ဖြစ်တိုင်းလည်းငါအနေနဲ့ခွဲနေခြင်းနဲ့ငါနီကိုမုန်းနေဆိုပြီးတော့ပြောခဲ့ပါတယ်။ဒီเจ้าတွေကိုဖင်ကစိတ်ချမ်းမာရေးဆရာကိုပြန်ပြောပြနေခဲ့ပါတယ်။ဒီလိုနဲ့ဆရာအောင်ကလည်းဖင်ခုမြင်နေကြုံနေရတာတွေကတကယ်ဟုတ်လားမဟုတ်လားတော့ကျွန်တော်မသိဘူး။ဒါပေမဲ့အတတ်နိုင်ဆုံးစိတ်ထဲမှာဆွဲနေတာတွေကိုအမြန်ဆုံးကြိုးစားပြီးတော့ဖျောက်ပစ်ဖို့အကြံပေးပြရစီလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဖင်တယောက်ဟာအိမ်ပြန်လာတဲ့လမ်းလေးမှာအတော်လေးကိုစိတ်တွေလှုပ်ရှားနေခဲ့တယ်။ယထာစီလာတဲ့တခြားမှာလည်းဘေးကခုံလွတ်တွေကိုကြည့်ပြီးတော့ဖင်လိုက်သူ့ဘေးနားမှာရှိနေတယ်ဆိုပြီးတော့ကြောက်လန့်နေခဲ့တယ်။အိမ်ရောက်တော့လေဖင်လိုက်သုံးဆောင်ပစ္စည်းတွေအားလုံးကိုမီးရှို့ပျက်စီးဖြစ်ခဲ့တယ်။သူလည်းတဖြည်းဖြည်းနဲ့ဖင်လိုက်စိတ်နဲ့ပဲယူတစ်ပိုင်းလိုဖြစ်နေခဲ့ပါတယ်။အိမ်ရဲ့ချိန်လုံးမှာလေဖင်လိုက်ရဲ့ဝိညာဉ်အရေးရောင်နေတာမြင်တွေ့နေရတာကြောင့်အပြင်ကိုပြေးထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ကားမောင်းလာရင်လမ်းတစ်လျှောက်လုံးမှာလေမကောင်းဆိုးကတောက်လျှောက်လိုက်ပြီးတော့ခြောက်လန့်နေတာကြောင့်ကားအက်ဆီဒန့်ဖြစ်ခဲ့ပါတယ်။လူအားသွေးတန်းနေဖြစ်နေပြီးဘေးပတ်ဝန်းကျင်ကိုခိုးရရှာနေပေမဲ့လေဘယ်သူမှကယ်တင်မဲ့လူမတွေ့ပါဘူး။ဘေးပတ်ဝန်းကျင်တစ်လျှောက်လုံးမှာလေဖင်လိုက်